ဝမှာအောင်မြင်ဖို့ IQ ကောင်းရမယ်ဆိုတာအားလုံးသိကြပါတယ်ဒါပေမဲ့ IQ မြင့်ရုံနဲ့တကယ်ပဲလုံလောက်ရလားဒီနေ့မှာတော့လေ IQ ထက်တောင်ပိုအရေးကြီးနိုင်တယ်လို့ဆိုကြတဲ့ဉာဏ်ရည်ဒီမျိုးအကြောင်းကိုပြောပြချင်ပါတယ်အဲ့ဒါကကျွန်တော်တို့ရဲ့ပညာရည်အလုပ်ကိုင်းနောက်ပြီးတော့ဆက်ဆံရေးအထိဘလို့တောင်တက်ရောက်မှုရှိနေလဲဆိုတော့ကိုအတူတူကြည့်သွားကြမယ်လေစဉ်းစားကြည့်လေဉာဏ်အကောင်းဆုံးအထက်မြတ်ဆုံးဆိုတဲ့လူတွေကဘာလို့တစ်ခါတလေမှအရန်ကိုအကျိုးထက်အကြောင်းထက်မရှိတဲ့ကိုတောင်ဒုက္ခရောက်စေမဲ့အလုပ်တွေလုပ်မိကြတာတဲ့ဗျာဟုတ်တယ်မလားကြားရတာနည်းနည်းတော့ထူးဆန်းနေမယ်ဒါပေမဲ့ဒီမေကုန်းရဲ့အဖြေထဲမှာကျွန်တော်တို့အားလုံးတကယ်ကိုအရေးကြီးတဲ့သင်ခန်းစာတွေကိုပုံနေတယ်ဥပမာအနေနဲ့ပေါ့နော်ဒီမှာတကယ်ဖေးရမှာတခုရှိတယ် Jason Yates ဆိုတဲ့အကြောင်းသားတယောက်သူကအမှတ်မြတ်ကောင်းတဲ့ Harvard တက္ကသိုလ်ကဝင်ခွင့်ရဖို့ဆိုတာသူ့ဘဝရဲ့အိမ်မက်ပဲဒါပေမဲ့ရူပပဲတဲ့စာမေးပွဲလေးတစ်ခုမှ B အစစ်မဲ့ရတော့တဲ့အထက်နဲ့သူ့ရဲ့ဆရာကိုဒါနဲ့ထိုးခဲ့ရတဲ့စဉ်းစားတာကြည့်တော့ဒီဖြစ်ရကညာတော့ကောင်းပါတယ်ဒါပေမဲ့မိုက်မဲရဲဆိုတဲ့ခြေနေကိုရှင်းရှင်းလင်းလင်းတရုပ်ဖော်ပြနေတာပြပြဟုတ်ပြီဒါဆိုပထမဆုံးအပိုင်းကိုကြည့်လိုက်အောင်ဉာဏ်ထောင်ချင်းကမိုင်မဲမှုချဖို့တဲ့ခါအခုနကဂျေဆန်ရဲ့ဇက်လန်ကသူ့တယောက်တည်းကြုံရတဲ့ကိစ္စမဟုတ်ပါဘူးဒါကဘာကိုပြနေလဲဆိုတော့စာတော်တာပညာရေးမှာဉာဏ်ကောင်းတာတစ်ခုတည်းနဲ့ဘဝမှာကြုံလာရမယ့်အခက်အခဲတွေအတက်အကျတွေကိုရင်ဆိုင်ဖို့လုံလောက်တဲ့ပြင်ဆင်မှုမျိုးမရနိုင်ဘူးဆိုတာပါပဲရှင်းရှင်းပြောရရင်စာမေးပွဲမှာအောင်ဖို့လိုတဲ့အရေးချင်းနဲ့ဘဝဆိုတဲ့စာမေးပွဲကြီးကိုအောင်ဖို့လိုတဲ့အရေးချင်းကတခြားစီပဲဗျာဒီမှာတကယ်ကိုအံ့အားစရာကောင်းတဲ့အချက်တစ်ခုရှိတယ်သူတေသနာတွေကဘာပြောလဲဆိုတော့လူတယောက်ရဲ့ဘဝအောင်မြင်မှုမှာ IQ ကစုံဖြတ်ပေးနေတာအများဆုံး20ရာခိုင်နှုန်းပဲရှိတယ်ဟုတ်ပါတယ်20ရာခိုင်နှုန်းပဲအဲ့တော့မေးစရာရှိလာပြီအောင်မြင်မှုရဲ့ကြီးမားလာတဲ့ကြတဲ့80ရာခိုင်နှုန်းကရောဘဲကလာလာတယ်โอเคအဲ့ဒီ80ရာခိုင်နှုန်းကိုဖြည့်ပေးမဲ့ AI ကိုဒုတိယပိုင်းမှာကြည့်ကြမယ်နောက်ထပ်ဉာဏ်ရည်တစ်မျိုးအဲ့ဒီပျောက်ဆုံးနေတဲ့80ရာခိုင်နှုန်းဆိုတာကတော့ emotional intelligence ဒါမှမဟုတ် EI လို့ခေါ်တဲ့စိတ်ခံစားမှုဆိုင်ရာဉာဏ်ရည်ပါပဲဆိုတော့ EI ဆိုတာပါလေအဲ့ဒါကကိုအားတအောင်လုံဆော်နိုင်တာစိတ်ကြနေတဲ့ကြာဆွဲမလျှော့တာစိတ်လိုက်မှလှုပ်ချင်တာကိုထိန်းချုပ်နိုင်တာကိုခံစားချက်ကိုထိန်းညှိနိုင်တာပြီးတော့တခြားသူတွေကိုစာနာနားလဲပေးနိုင်တာမျောလင်းချက်ထားနိုင်တာအဲ့ဒီအရေးချင်းတွေအားလုံးကိုပေါင်းစုခေါ်တာပါကဲ IQ တိတမြင့်တဲ့သူနဲ့ EI မြင့်တဲ့သူဒီနှစ်ယောက်ရဲ့ပုံစံကိုရှင်းကြည့်အောင် IQ သမားတွေကတော့ဉာဏ်ရည်ပိုင်းမှာထမ်းမြက်တယ်စာတွေ့မှာတော်တယ်ဒါပေမဲ့လူမှုဆက်ဆံရေးမှာတော့နည်းနည်းအားနည်းတဲ့ကြတယ်တစ်ဖက်မှာကျတော့ EI မြင့်တဲ့သူတွေကစိတ်ခံစားချက်တည်ငြိမ်တယ်လူတွေနဲ့အဆင်ပြေအောင်ပေါင်းတက်တယ်အားကိုးယုံကြည်ရတဲ့သူတွေဖြစ်လေရှိတယ်ပိုရှင်းအောင်ပြောရရင်တယောက်ကစာတော်တဲ့သူဖြစ်ပြီးနောက်တစ်ယောက်ကတော့လူတော်တဲ့သူပါဗျာဒါဆိုရင် EI ရဲ့နော်ကွယ်ကတေးပန်နီးကြအကြောင်းရင်းကတော့ဘာဖြစ်မလဲဒါကိုအပိုင်း3ကျွန်တော်တို့ရဲ့စိတ်နှခွာမှာလေ့လာကြည့်ကြပါမယ်ကျွန်တော်တို့တယောက်ချင်းစီမှာစိတ်နှမျိုးရှိတယ်လို့မြင်အောင်ကြည့်လိုက်ပါတခုကဥခေါင်းဒါမှမဟုတ်အကျိုးသိအကြောင်းသိစိတ်ပေါ့သူကအရာရာကိုစဉ်းစားတယ်ဆင်ခြင်တယ်နောက်တစ်ခုကတော့နှလုံးသားဒါမှမဟုတ်စိတ်ခံစားမှုစိတ်သူကကြတော့စိတ်လိုက်မှန်ပါနေတယ်ဒါပေမဲ့အရန်ကိုအားကောင်းတယ်အဲ့ဒီဥခေါင်းနဲ့နှလုံးသားစိတ်နှစ်ခုညီညွတ်နေရင်တော့အရာအလုံးအဆင်ပြေနေမှာပေါ့ဒါပေမဲ့သူတို့နှစ်ခုကြာမှာပရိပခဖြစ်ပြီးဆိုရင်တော့အဲဒီမှာပြဿနာတွေစတော့တာပဲဒါနဲ့စိတ်ခံစားချက်တွေကဘာလို့ဒီလောက်တောင်လွှမ်းမိုးနိုင်ရတာလဲအဖြေကဦးနှောက်ရဲ့စင်ကယ်ပြောင်းလဲလာပုံမှာရှိနေတာပါအလွေပြောရရင်ကျွန်တော်တို့ရဲ့စဉ်းစားတွေးခေါ်တဲ့ဦးနှောက်အဖွဲ့အစည်း neocortex ကအရင်ကတည်းကရှိနေတဲ့စိတ်ခံစားမှုဆိုင်ရာဦးနှောက် limbic system ရဲ့အပေါ်မှာထပ်ဆင့်ဖြစ်ပေါ်လာတာပါဆိုလိုတာကအရင်ဆုံးခံစားချက်ကပေါ်လာပြီးမှအတွေးကလိုက်လာတာပေါ့ဒါကြောင့်မို့လို့ခံစားချက်ကအတွေးကိုအမြင်နဲ့လိုဥဆောင်နိုင်နေတာပါကဲနောက်တစ်ပိုင်းကတော့စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းတွေထဲကတစ်ခုပါစိတ်ခံစားမှုလွှမ်းမိုးခြင်းရဲ့ခဏဝေးတာဆိုလိုတာကစိတ်ခံစားချက်တွေကကျွန်တော်တို့ရဲ့စင်ကျင်တုံတရားကိုမျက်စိတမွေအတွဲမှာဘယ်လိုများအပိုင်းစီးထွားနိုင်တယ်လဲဆိုတာကိုကြည့်ကြမှာပါကျွန်တော်ယူသွားတယ်လို့ပဲခေါင်းထဲမှာပေါက်ကွဲတော့တာပဲဒီလိုမျိုးခံစားခဲ့ရဘူးပါသလားသိပ္ပံပညာမှာတော့ဒီအခြေအနေကို emotional hijacking ဒါမှမဟုတ်စိတ်ခံစားမှုလွှမ်းမိုးခြင်းလို့ခေါ်ပါတယ်ဒါဟာစိတ်ခံစားချက်ကကျွန်တော်တို့ရဲ့စင်ချင်တုံတရားကိုခဏတာအပြီးပိုက်သိမ့်ပိုက်သွားတဲ့အခြေအနေမျိုးပေါ့အဲ့ဒီလိုလွှမ်းမိုးမှုတွေရဲ့အဓိကတေဟန်ကဘာတူလဲဆိုတော့ amygdala ဆိုတဲ့ဦးနှောက်အပိုင်းဆိုင်ရာလေးပါပဲသူ့ကိုဦးနှောက်ရဲ့စိတ်ခံစားမှုဆိုင်ရာအဆောင်လို့တင်စားလို့ရတယ်သူကအရေးပေါ်အချက်ပေးခေါင်းလောင်းလို့ပဲအန်ဒီရဲ့ချက်ပြမှုတစ်ခုခုရတာနဲ့ချက်ချင်းကိုအလိုလိုတော့တာပဲကျွန်တော်တို့ရဲ့ဦးနှောက်ကအာယုံခံအချက်လက်တွေကိုဘလို့ကင်တွယ်လဲဆိုတော့လမ်းတစ်ကြောင်းရှိတဲ့တစ်ခုကအမြန်လန့်လို့တော့ဒီလမ်းကအချက်ပြမှုကိုစဉ်းစားတဲ့ဦးနှောက်စီမပို့ပဲအမြင့်တူလောက်စီကိုတန်းပို့လိုက်တာဒါကြောင့်ချက်ချင်းတုံ့ပြန်မှုတွေဖြစ်လာတယ်နောက်ထပ်လမ်းကဆင့်ဖြင့်လန် high road ဒီ
ဒီလမ်းကတော့စဉ်းစားတဲ့ဦးနောက်စီကိုအရင်ပို့ပြီးတေချာသုံးသပ်စေတယ်ပြဿနာကဘာလဲဆိုတော့အရေးပေါ်အခြေအနေလို့ထင်ရတဲ့အခါမျိုးတွေမှာအဲ့ဒီအမြန်လမ်းကအဆင့်မြင့်လမ်းကိုကြော်ပြီးအမြဲတမ်းလို့အရင်အလုပ်လုပ်သွားတာပါပဲ Okay ဒီလောက်ဆိုရင်တော့ပြဿနာကိုနားလည်လောက်ပြီးအခု fishing ကိုပြောကြရအောင်အပိုင်းကစိတ်ခံစားမှုကိုဉာဏ်ရည်နဲ့ထိန်းချောင်းခြင်းကျွန်တော်တို့ရဲ့စိတ်ခံစားမှုတွေကိုဘယ်လိုလုပ်ပြီးပိုကောင်းအောင်စီမံခန့်ခွဲနိုင်မလဲစိတ်ခံစားမှုဆိုင်ရာဉာဏ်ရည်ကိုတိစော့ဖို့အတွက်အဓိကကျတဲ့ကျွမ်းကျင်မှု၅မျိုးရှိတယ်လို့စိတ်ပညာရှင်ပီတာဆာလိုဗီကဆိုပါရဲ့အဲ့ဒါတွေကတော့1ကိုယ်စိတ်ခံစားချက်ကိုတည်နေဖို့2အဲ့ဒီခံစားချက်တွေကိုထိန်းချုပ်စီမံနိုင်ဖို့3ပန်းတိုင်တွေအတွက်ကိုတွားပေးနိုင်ဖို့4တခြားသူတွေရဲ့စိတ်ခံစားချက်ကိုမြင်တတ်နားလည်တတ်ဖို့နောက်ဆုံး5ကတော့ဆက်ဆံရေးတွေကိုကောင်းကောင်းကိုင်တွယ်တတ်ဖို့ပါပဲဆိုတော့ဒီနေ့ပြောခဲ့တာတွေရဲ့အနှစ်ချုပ်ကပါလဲအဓိကစိတ်ခံစားချက်တွေကိုဖေရှားပြဖို့ဖိနှိုက်ထားဖို့မဟုတ်ပါဘူးအရေးကြီးဆုံးရည်မှန်းချက်ကဥနောက်နဲ့နှလုံးသားတနည်းအားဖြင့်အတွေးနဲ့ခံစားချက်အဲ့ဒီနှစ်ခုကြမှာဉာဏ်ပညာနဲ့ပြည့်စုံတဲ့မြတ်ချီတစ်ခုကိုရှာတွေ့ဖို့ပါပဲနောက်ဆုံးအနေနဲ့ Aristotle ရဲ့စကားတစ်ခုနဲ့ပဲညီခွန်းချုပ်ပါရဲ့စီသူကဘာပြောခဲ့လဲဆိုတော့ဘယ်သူမှစောဒေါသထွက်နိုင်တယ်အဲ့ဒါလွယ်တယ်ဒါပေမဲ့မန်ကန်တဲ့လူအပေါ်မန်ကန်တဲ့အတိုင်းအတာအထိမန်ကန်တဲ့အချိန်မှာမန်ကန်တဲ့ရည်ရွယ်ချက်အတွက်ပြီးတော့မန်ကန်တဲ့နီလာနဲ့ဒေါသထုတ်ဖို့ကြတော့လုံးဝမလွယ်ဘူးတဲ့အဲ့ဒါဟာစိတ်ခံစားမှုဆိုင်ရာဉာဏ်ပညာရဲ့အစစ်အမှန်အနှစ်သာရပါပဲ